လူတယောက်ရဲ့အများယုံနေတဲ့ကြော်လိုမိမြင်နိုင်တဲ့နီလန်းတစ်ခုတကယ်ပဲရှိတယ်ဆိုရင်ရောဘယ်လိုနေမလဲဒီနေ့ကျွန်တော်တို့လေ့လာသွားမယ့်အကြောင်းအရာကတော့တတိယမျက်လုံးနှိုးထင်းခြင်းဆိုတဲ့စာအုပ်ထက်ကအဓိကကျင့်စဉ်နေအကြောင်းပါပဲဒါကဒီတိုင်းယုံကြည်ထားယုံသက်သက်ကနေကိုယ်တိုင်တိုက်ရိုက်တွေ့ကြုံခံစားရတဲ့အဆင့်ကိုသွားတဲ့ခီးတစ်ခုလို့ပြောလို့ရပါတယ် ကဲဒီစကားလေးနဲ့အရင်စကြည့်ကြည့်ကြရအောင်တင်ဟာမြေတရမောင်မိတ်နေတဲ့မြေအောက်ခန်းထဲမှာနေတဲ့ရင်အဲ့ဒီမြေအောက်ခန်းဟာတင်တရစကြဝဠာတစ်ခုလုံးပဲတဲ့ဒါကပလေတိုရဲ့ဂူပုံမြင်လိုပါပဲဆိုလိုတာကကျွန်တော်တို့ရဲ့လက်ရှိအမြင်အာရုံပဲကျွန်တော်တို့သိမြင်နေတဲ့အရာတွေဟာဘလောက်ကောင်ကန်တက်ခံထားရတယ်လဲဆိုတာကိုစဉ်းစားစရာပေးတဲ့အချက်တစ်ခုပေါ့ ဟုတ်ပြီဒီစာအုပ်ရဲ့အဓိကပြောချင်တဲ့အချက်ကပါလဲဆိုတော့နမိုင်းဆိုင်ရာအမှန်တရားတွေကိုဒီအတိုင်းပဲယုံကြည်နေတာမျိုးကနေခွဲထွက်ပြီးအဲ့ဒါတွေကိုကိုယ်တိုင်တိုက်ရိုက်တွေ့ကြုံခံစားနိုင်ဖို့ကူးပြောင်းရေးပါပဲ ကဲဒီတော့တတိယမျက်လုံးဆိုတာဘာလဲဒီစာအုပ်ထဲမှာတော့လေတတိယမျက်လုံးကိုရုပ်ပိုင်းဆိုင်ရာအရာတစ်ခုအနေနဲ့မဟုတ်ပဲစိတ်ရှည်ရှည်နဲ့တိဆောက်ယူရမယ်စွမ်းရင်ဖွဲ့စည်းပုံအသစ်ဆက်ဆက်တစ်ခုဖြစ်ရှင်းပြထားတယ်ဆိုတော့ဒီစာအုပ်ကကိုယ်တိုင်လက်တွေလှုပ်ဆောင်မှုကိုအရင်ကိုအလေးပေးထားတယ်အဓိကအချက်ကဘာလဲဆိုတော့ကိုသိထားတာတွေရုပ်ကြည့်ထားတာတွေကိုခဏလောက်ဖေးဖက်ချပြီးတော့ဒီမှာပေးထားတဲ့နီလန်းတွေကိုစိတ်သစ်လူသစ်နဲ့လက်ချင်းချီဖူပါပဲ ဒီတော့အတွင်းစိတ်အာယုံတွေကိုဘယ်လိုစပြီးချိန်ကြီးကြမလဲစောင်းမဖော်ပြထားတဲ့ပထမဆုံးလက်တွေ့အဆင့်ကတော့ကိုယ့်ရဲ့အတွင်းစိတ်တို့ရာကိုချိန်ကြီးဖို့တောချက်ထိတဲ့နီလန်းတစ်ခုကနေစတင်ပါတယ် ဟုတ်ပြီဒီစာအုပ်မှာပါတဲ့အကြီးကနီလန်းတစ်ခုကတော့လဲချောင်းပွတ်တိုက်တန်လို့ခေါ်ပါတယ်ကဲဒါကိုတစ်ချက်အသေးစိတ်ကြည့်လိုက်ကြရအောင်ဒီနေရာမှာအရေးကြီးဆုံးမှတ်ထားရမယ့်အချက်ကပါလဲဆိုတော့ဒါကအသက်ရှူလေးချင်းခံလုတ်ခိုင်းတာလို့ဝမဟုတ်ဘူးသူ့ရဲ့ရည်ရွယ်ချက်ကစွမ်းရင်လေးပြုံကိုနိုးထားလောက်မှုစော်ပေးဖို့ပဲဖြစ်ပါတယ် ဒီကိုကချက်ကလဲချောင်းပွတ်တိုက်တန်ရဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းဖော်ပြနေတာပဲအဲ့ဒါကဘာလဲဆိုတော့နံပိုင်းဆိုင်ရာဖြစ်စဉ်တွေကိုပိုပြီးထင်ရှားလာအောင်ချစ်ထွင်ပေးပြီးတော့တိစိတ်ကိုတတိယမျက်လုံးနဲ့တိုက်ကြိုက်ချိတ်ဆက်ပေးဖို့ဖြစ်ပါတယ် ကဲအတွင်းအာယုံဒီကိုချီနေပြီးဆိုရင်တော့စောင်းရဲ့အထီးကကတိပြုချက်ထိတဲ့မြင်းချင်းနီးနဲ့အတေးကိုဖွံ့ဖြိုးအောင်လုပ်တဲ့အပိုင်းစီကိုဆက်ပြီးတွားကြည့်ကြရအောင် ဒီညမှာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာကမြင်ချင်းတပိုးဆိုတဲ့အဓိကအယူအဆပါပဲဒါကိုဘလို့ရနိုင်လဲဆိုတော့အဖိုးတယောက်နဲ့ဖြစ်ဖြစ်မိုင်းနဲ့ဖြစ်ဖြစ်မျက်လုံးချင်းစုံပြီးလေ့ကျင့်ခန်းတွေလုံချင်းကနေတဆင့်ရရှိနိုင်တယ်လို့ဆိုပါတယ် ကဲဒီလေးချင်ခန်းကိုလို့နေတော့မှာပေါ့နော်ရုတ်တရက်မျက်နှာအသစ်တွေပေါ်လာတာမျိုးကြုံရတယ်ဆိုရင်ဒါဘာလို့ဆိုလိုတာလဲစာရေးသူကတော့ဖြစ်နိုင်ခြေ၄မျိုးကိုရှင်းပြထားတယ်တစ်ခုကနံပိုင်းဆိုင်ရာနိုင်ညွန့်သူဖြစ်နိုင်တယ်ဒါမှမဟုတ်ဘွားဟောင်းကပုံရိပ်တစ်ခုဖြစ်နိုင်တယ်နောက်တစ်ခုကတော့ကိုယ့်ရဲ့တော့မဟုတ်ကိုယ့်အဖော်ရဲ့အတွင်းစိတ်ခွဲတစ်ခုဖြစ်နိုင်တယ်လို့နောက်ဆုံးတစ်ခုကတော့ကိုယ့်ရဲ့စွမ်းရည်မှာလာတွဲခိုင်းနေတဲ့တခြားပရလောကသားတစ်ခုခုလေးဖြစ်နိုင်တယ်လို့ဆိုပါတယ် အရေးကြီးတာတစ်ခုရှိတယ်ဒီနေရာမှာစာရေးသူကသတိပေးထားတာကဘာလဲဆိုတော့မြေယုံလာတဲ့အရာတွေကိုအလိုအကျွန်းအရေးဖေခွဲချမ်းစိတ်ဖြာတာမျိုးမလုပ်ဖို့ပါပဲအဲ့ဒီအစားမြင်နေတယ်ဆိုတဲ့ဖြစ်စဉ်ကိုယ်တိုင်ကိုပဲအာယုံစိုက်ဖို့လိုရတယ်ဘာလို့လဲဆိုတော့အဲ့ဒီမြင်ချင်းဖြစ်စဉ်ကိုယ်တိုင်ကပဲမြင်မရဲ့တိစိတ်စီကိုဖောက်ထွက်နိုင်ရဲ့တကားပေါက်တစ်ခုဖြစ်နေလို့ပါပဲ တတိယမျက်လုံးကိုနိုးထိစေတဲ့စနာမျက်လုံးတစ်လုံးဒီနဲ့ပဲသက်ဆိုင်တာမဟုတ်ပါဘူးဒီ system ကစွမ်းရင်ခန္ဓာကိုယ်တစ်ခုလုံးကိုဘယ်လိုလွှမ်းခြုံထားသလဲဆိုတာကိုစပ်ပြီးကြည့်ကြရအောင် ဒီစာအုပ်မှာ SI ကူထုံမှာသုံးတဲ့ meridian ဆိုတဲ့ U ဆက်ကိုအသုံးပြုထားပါတယ်ဒါကဘာအတွက်လဲဆိုတော့စွမ်းအင်ဒီလွတ်လွတ်လပ်လပ်စီးဆင်းနိုင်အောင်စွမ်းအင်လိုင်းရှင်းလင်းခြင်းဆိုတဲ့လေ့ကျင့်ခန်းတွေလုပ်ဖို့အတွက်ပါပဲ စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့ရုပ်ခန္ဓာကိုယ်လိုပဲစွမ်းအင်ခန္ဓာကိုယ်ကလည်းဝမ်းချုပ်နိုင်တယ်လို့စာအုပ်ကဆိုပါတယ်ဒီအီတာထက်ဝမ်းချုပ်ခြင်းကိုဖြစ်ရှင်းဖို့အတွက်စီစဉ်ရဲ့ရေကိုသုံးပြီးစွမ်းအင်ခန္ဓာကိုယ်ကိုတန့်စင်တဲ့နည်းလမ်းလေးကိုလည်းအကြံပြုထားပါသေးတယ် မမြင်နိုင်တဲ့ကဘာပေါ်ကစွမ်းအင်လိုင်းတွေကလူတယောက်ရဲ့ကျမရေကိုတကယ်တည်းရောက်မှုရှိနိုင်သလားဒီမေဝတ်နဲ့တဆင့်စာအုပ်ထဲမှာဆွေးနွေးထားတဲ့ကပစွမ်းအင်လိုင်းများဒါမှမဟုတ်လေလိုင်းဆိုတဲ့အကြောင်းကိုလေ့လာကြည့်ကြပါမယ် ကဲဒီတော့ကဘာစွမ်းရင် line တွေနဲ့ပတ်သက်ပြီးစာအုပ်ရဲ့အဆိုဖြူချက်ကိုအချင်းချုပ်ကြည့်အောင်တမိုင်းဆိုင်ရာနဲ့ကျမရေးဆိုင်ရာအဆိုဖြူချက်ပေါ်မှာတော့ဘယ်မှလိုက်တဲ့တင်ပြမှုပုံစံနဲ့ပဲဆက်သွားမယ် ဒီနေရာမှာအရေးကြီးတာကဘာလဲဆိုတော့ခုနပြောခဲ့တဲ့နီလန်းကြီးအားလုံးဟာတရားထိုင်ချေအတွက်တည်တတ်မဟုတ်ဘူးဆိုတာပါပဲတကယ်တော့အဲ့ဒါဒီအားလုံးဟာနေ့စဉ်ရှင်သန်နေထိုင်မှုပုံစံတစ်ခုတည်းကိုပေါင်းဆက်ထည့်သွင်းသွားဖို့ရည်ရွယ်ပါတယ် ဒီစကားကစာအုပ်ရဲ့အတွေ့အခေါ်တစ်ခုလုံးကိုချင်းဟပ်စေပါတယ်စိတ်ကိုစိတ်နဲ့ပြန်တိုက်ခိုက်နေမှစာတတိယမျက်လုံးလုံးမျိုးအတွင်းဖွဲ့စည်းပုံအတစ်ဒီစိုက်ခြင်းအပြင်ရေရွှေတည်တတ်တဲ့ပြောင်းလဲမှုကိုဖန်တီးဖို့တိုက်တွန်းထားပါတယ်တကယ်ကိုအရေးပါတဲ့အချက်တစ်ခုပါပဲ နီးစင်လေးချင်းကလေးအဆက်ဆက်တူးသက်သွားပါတယ်အစာပိုင်းမှာတတိယမျက်လုံးနီးယားမှာတတိယကိုအခြေချပြီးတော့နောက်ပိုင်းမှာတော့ပိုပြီးပြည့်စုံတဲ့
နှလုံးသားကိုပိုဟိုပြူတဲ့အခြေအနေတစ်ခုစီကိုကူးပြောင်းသွားတာမျိုးပါ နောက်ဆုံးအနေနဲ့ညပိုင်းအနေအချင်းဆိုတဲ့အယူအဆကိုအတူချိုလေးကြည့်လိုက်အောင်ဒါကတတိတရားကိုပေါင်းဆက်ပြီးတော့တာမန်ဘဝရဲ့အဒစမိုက်တစ်ခုဖြစ်တဲ့အိဆက်ချင်းကိုတော့ပြောင်းလဲနိုင်တဲ့နောက်ထပ်အရေးပါတဲ့နေပြည်တစ်ခုပဲဖြစ်ပါတယ် ဒီဆောက်ရဲ့ရှာဖွေစူးစမ်းမှုတစ်ခုလုံးကိုအနစ်ချုပ်လိုက်ခဲ့ဒီမြေခွန်းလေးနဲ့ပဲအဆုံးသတ်လိုက်ကြရအောင်ရုပ်ပိုင်းဆိုင်ရာအာယုံတွေကိုကြော်လွန်မိမြင်လိုက်ခဲ့မယ်ဆိုရင်ဘယ်ယာရီကိုရှာဖွေတို့ရှိလာမလဲ